တောက်ကြသားသမီးတွေအတွက်ဒီတစ်ပတ်ကတော့အလုတ်ပြောင်းခြင်းစိတ်နေရာပြောင်းခြင်းစိတ်တွေမကြာခဏပေါ်လာနိုင်ပြီးလက်ရှိအလုတ်မှာအကြက်တဲလေးတွေကြောင့်စိတ်မပျော်သလိုခံစားရတတ်ပါတယ်။အထက်လူကြီးတွေကြောင့်စိတ်ညစ်ကြနိုင်ပေမဲ့အစိုးရဝန်ထမ်းတွေဆိုရင်တော့လက်ရှိထက်အခြေအနေကောင်းလာနိုင်တဲ့အလားအလာတွေရှိနေပါတယ်။ထီကန်ကောင်းနိုင်တဲ့အချိန်ဖြစ်သလိုခရီးကိစ္စတွေနိုင်ငံရခြားနဲ့ပတ်သက်တဲ့အလုပ်တွေမှာအဆင်ပြေအောင်မြင်နိုင်ပြီးလူမျိုးကြားတွေကကူညီထောက်ပံ့ပေးလာတတ်ပါတယ်။ငွေဝင်ကောင်းလာပြီးလက်ရွှင်လာနိုင်သလိုမထင်မှတ်ဖက်ငွေတစုတစည်းဝင်လာတာမျိုးလည်းကြုံရတတ်ပါတယ်။ဒါပေမဲ့ရွှေနဲ့ရတနာပစ္စည်းတွေပျောက်ဆုံးတာဒါမှမဟုတ်အလွဲသုံးစားဖြစ်နိုင်လို့တတိထားဖို့လိုပါတယ်။စာရွက်စာတမ်းကိစ္စတွေကြောင့်စိတ်ညစ်ရနိုင်ပြီးအောက်လက်ငယ်သားတွေထွတ်သွားတာဒါမှမဟုတ်သူတို့အထပူပန်ရတာမျိုးတွေကြုံရတတ်ပါတယ်။အိမ်တောင်ကြီးမှာအနှဲငယ်ရှုပ်ထွေးနိုင်ပြီးမြစ်စကားပြောညှိနိုင်ရင်ဖြေရှင်းနိုင်ပါလိမ့်မယ်။အချစ်ရေးပတ်မှာတော့ချစ်ခင်သူများလာပြီးစိတ်ပျော်ရွှင်စရာအချိန်တွေကိုခံစားရနိုင်ပါတယ်။ကျမ်းမာရေးအနေနဲ့လေအောင်ခြင်းဝမ်းပိုက်အောင်ခြင်းခေါင်းကိုက်ခြင်းတွေထင်းနိုင်လို့ကိုယ်ခန္ဓာကိုဂရုစိုက်ပေးပါ။အရေးကြီးကိစ္စတွေဆောင်ရွက်တဲ့အခါအစင်းရောင်နဲ့အဖြူရောင်ကိုအားပြုပြီးဝတ်ဆင်ပါ။ရှစ်ကနန်းနဲ့ကိုးကနန်းတွေကဒီတစ်ပတ်မှာအထောက်အကျိုးပေးပါလိမ့်မယ်။ကံအထောက်အပံ့ကောင်းများရရှိရင်ရတရားအနေနဲ့အိမ်ဖျားမှာကောင်းရင်းထုတ်တထုတ်ကက်လူပူဇော်ပေးပါ။ဘလို့အခြေအနေပဲဖြစ်ဖြစ်စိတ်အေးနဲ့ရင်ဆိုင်ပါ။မကောင်းတာတွေကတဖြည်းဖြည်းဝေးကွာသွားပြီးကောင်းတဲ့အခွင့်အရေးတွေကကိုယ့်ဘက်ကိုရောက်လာပါစေလို့ဆရာဟိမ့်မင်းမှာစုမွန်ကောင်တောင်းပေးလိုက်ပါတယ်။ဒါနဲ့အပတ်စဉ်ဟိုးစာတန်းတွေတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube Channel ကို Subscribe လုပ်ထားပြီး TikTok account ကိုလည်း Follow လုပ်ထားခဲ့ပါ။